hot pot ဆိုတာနဲ့ဆိုင်မှာခင်းသားသမျှအားလုံးစားဘူးလားလင်းကတော့ပုံမှန်ဆိုရင်ကိုစားနေကြမီနူးလေးပဲရွေးပြီးစားပြတာပေါ့ဒါပေမဲ့ဒီနေ့မှာတော့လင်းကဒီဆိုင်မှာခင်းသားသမျှအားလုံးအကုန်စားပြပါဒီမှာကရွေးချယ်စရာ package က9မျိုးရှိတယ်အဲ့9မျိုးထဲမှာ side dish ကအမျိုးအစားပေါင်း300ကျော်အောင်ရှိတယ်ရွေးချယ်စရာအများကြီးပဲကဲအဲ့တော့ seafood city မှာရနိုင်တဲ့ package 9မျိုးကဘာတွေလဲဆိုတာကိုလင်းကပြောပြပေးမယ် hot pot lava package ရှိမယ် salmon ကြိုက်တဲ့သူတွေအတွက် salmon lava package ရှိမယ်ကမာကြိုက်တဲ့သူတွေအတွက်ဆိုရင်လည်း wine star lava package ဆိုပြီးရှိသေးတယ်ဒါမှမဟုတ်အကုန်အစုံစားကျင်တယ်ဆိုရင် luxury seafood lava package ဆိုပြီးရှိသေးတယ်နောက်တစ်ခုကတော့ hot pot မစားကျင်ဘူးဆိုတဲ့လူတွေအတွက်ကို international dining buffet package ဆိုပြီးတော့ကိုကြိုက်တဲ့တရား package ကိုရွေးချယ်လို့ရတယ်စုစုပေါင်း9မျိုးရှိပါတယ်ဒီဆိုင်မှာလေတခြား hot pot ဆိုင်တွေမှာမရနိုင်တဲ့ menu စုံကိုဒီမှာတော်တော်လေးကိုရတယ်နောက်တစ်ခုကအကင်ဆိုလဲလင်းတို့စားကျင်တယ်ဆိုရင်ကိုကြိုက်တာရွေးပြီးတော့ကင်ခိုင်းလိုက်ရုံပဲသူတို့ကကင်ပြီးရနဲ့စပွဲထီကိုလာပြီးတော့ကိုယ်တိုင် serve လုပ်ပြီးရဒါလည်းတော်တော်လေးမိုက်တယ် beverage ဆိုလို့ရှိရင်လည်းဒီမှာ free flow ဘီယာတစ်မျိုးတည်းမဟုတ်ဘူးเนาะဘီယာ wine soju whiskey ကိုကြိုက်တဲ့တက်ရအောင်အကုန် free flow တောက်လို့ရတယ်ဒါလည်းတော်တော်မိုက်တယ်နောက်ပြီးတော့ဒီမှာအခုလိုမျိုးမြင်ရတဲ့အတိုင်းပဲစိတ်စိမ်အရက်တွေလည်းရှိတယ်ကိုကြိုက်တဲ့တက်ရရွေးတောက်လို့ရတယ်။အိုးအချိုပွဲဆိုလို့ရှိရင်လည်းလေ cake တွေ mousse တွေပြီးရင်အများကြီးပဲရွေးချယ်စရာရေခဲမှုဆိုလည်း6မျိုး9မျိုးလောက်ရှိတယ်။ဒါကတော့လင်းသိကြိုက်တာ။အချေဆိုရင်လင်းတို့ကတော့ပုံမှန်ဆိုရင်ဆက်ပြီးသား ready made ပဲစားဖြစ်တယ်။ကိုယ့်အသာကိုထပ်ထည့်ပြီးစားတာဆိုလို့နနမင်တို့ငရုတ်သီးစိမ့်ထောင်းတို့အဲ့ပဲရှိတယ်။ဒါပေမဲ့ဒီမှာကြောက်လေကိုစားခြင်းနဲ့အရသာပေါ်မူတည်ပြီးတော့ဘလို့ဆက်ကမလဲဆိုတဲ့ဟာမျိုးလေးရေးပေးထားတာတော်တော်လေးအဆင်ပြေတယ်။ဒီမှာဆိုရင်ပဲစီစိုးတစုံကြက်သွန်ဖြူဘနက်စုံအဲ့လိုမျိုးလေးရေးပေးထားတာ။အဲ့တော့ကိုယ့်အသာကိုစမ်းတက်ပြီးတော့စားခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာတို့ရေးပေးထားတဲ့အတိုင်းကိုကိုယ့်အသာကိုလူတလောက်ထည့်ပြီးတော့စားလို့ရတယ်။ဒီမှာဆိုရင်ပင်လယ်စာတွေကလည်းလက်ဆက်သလိုအသားတွေကလည်း premium ဆန်တဲ့အသားတွေပဲအဲ့ဒါကိုမှလှီးထားတာဆိုလို့ရှိရင်အသားတွေကတော်တော်လေးကိုလည်းထူတယ်အဲ့တော့ပင်လယ်စာအသားတွေအကုန်စုံရပါတယ်ဒီမှာကနောက်ပြီးတော့သူကလေကုံဝိုင်းဆိုရင်စောင့်စရာမလိုသူတို့တော်တော်လေးကိုအလင်းမြန်နဲ့အော်တိုဖြည့်ပြီးသားပဲဟင်းကဒီမှာရွေးချယ်စရာ6မျိုးရှိတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းတို့ကကိုစိတ်ကြရွေးထားတဲ့ package ကိုတစ်ခါတည်းရွေးပြီးတော့ဟင်းရဲ့ဒီမှာတစ်ခါတည်းငွေရှင်းပြီးတော့သွားစားရုံပဲကြက်မဲအဲ့ဒါလက်ဆက်မှုကတော့ရဲနေရပဲလင်းကတော့ဝက်နံယူနှက်ပြီးယူပါမယ်ဒါစီချွန့်ရတာပေါ့နော်ဒါကအမဲပဲဆိုးချံအမဲပွားဖြူအမဲကြွက်သားလုံးပေါ့နော်အကုန်ရှိတယ်အမဲပစိုးချံပြီးထားတာတွေပါညှက်ထားတာတွေကသေးတာတို့ပါတာတို့မရှိဘူးလုံးဝဟိုမှထူတဲ့အသားကြီးလေးတာဆိုရှင်ဒီလိုမျိုးဒါညှက်ထားပေးရဆိုလို့ရှင်လည်းတော်တော်လေးကိုကြီးတယ်ဖေကုန်းကတော့မပါမဖြစ်လုံးဝကိုရှိန်ဒီအသားလုံးနေဆိုရင်လည်းသူတို့ကိုယ်တိုင်လှုပ်ပြီးတော့လုံးထားတာဒါလေးတွေကဂုံစိမ်းဒီမှာကဂုံစိမ်းတွေအပြင်ကနန်းတို့ပစုံတို့လည်းရှိတယ်ဒီလိုရက်တောင်ဂုံလေးလည်းရှိတယ်ပင်လယ်စာလေးရလုံးဝလက်လက်ဆက်ဆက်တော့ရေဝဲလက်တို့ဆိုရင်လည်းဒီမှာကြည့်အကြီးတယ်တွေ့လားကြီးတွေပဲရှယ်ပစုံဆိုရင်လည်းဒီမှာရွေးချယ်ကြရေချိုရေငံပေါ့နော်ရှိတယ်ဒါဆိုရင်ရေချိုပစုံလေးတွေပစုံလည်းတအားကြိုက်ဂုံလေးရောယူလိုက်အောင်မယ်ဒါကတော့ဒိုရီငါအသားလွှာလက်လက်ဆက်ဆက်ပဲဒီဘက်မှာကင်းမွန်လည်းရှိတယ်ကင်းမွန်ဆိုလည်းမှကျုံအကြီးတွေပဲရှယ်ဒီဘက်ကဂျားပစုံနေတဲ့အကြီးတွေပစုံမှခွာမစားချင်ဆိုလို့ရှိရင်ဒီလိုမျိုးပစုံအသားကြီးပဲတို့လုပ်ပေးထားလဲရှယ်ဒါကြောင့်ဂျားပစုံနဲ့ပေါ့ဒါလေးတစ်ချောင်းဝါဒီဘက်မှာလဲဆယ်မွန်လေးဒီမျိုးလှီးပေးထားရှိတယ်သူ့ရဲ့အရသာတော့တော်တော်လေးကိုချူမှာပစုံကတော့အရန်ကြိုက်တယ်ဒီဘက်မှာဆယ်မွန်တွေကိုလည်းဒါခေါင်းရောဒီဘက်မှာအသားတွေအကုန်ကင်ခိုင်းလို့ရတယ်ဒီဘက်မှာကဝတ်တုံးကင်အတုံးကြီးရှယ်ဝါပီဇာလည်းရှိတယ်ပီဇာဆိုရင်တို့အရသာ3မျိုးလောက်လုပ်ပေးထားတာဟဲ့ဒါဆယ်မွန်နေနဲ့လားမသိဘူးလက်ဒါရေချိုပစုံကြော်ထားတာပစုံကကြီးတယ်နော်ပဲလေးရတော့ပဲလေးကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ဒီလောက်ကလုံးဝကိုအကြိုက်စားပဲဒါကြတော့ကိုကပဲလေးမကြိုက်ဘူးဆိုလို့ရှင်လဲတခြားရွေးချက်စရာခောက်ဆွဲရှိရဲကြက်ဥငုံကိုလည်းဒီမျိုးကြိုက်ရအကုန်ချပေးထားတယ်ဒီဘက်မှာဝက်နံရိုးစေးချိုပေါင်းမယ်အယောင်လေးနဲ့နေမှာကျုံစားခြင်းစရာဒီမှာအသီးဆိုရင်လည်းရွေးစရာလေး၄-၅မျိုးလောက်ထိရှိတာအခုလင်းစားတဲ့ hot pot lava package ကကြတော့8000ကျွဲစားချိန်ကတော့အချိန်2နာရီခွဲပြီးထားတယ်အဲ့တော့ hot pot ကပင်လယ်စာပဲထည့်ရသေးတယ်အိုးကပြေသွားပြီ hot pot ဆိုတော့ခဏဆောင်နေတော့မှ side dish လေးစားကြည့်ပါမယ်လင်းလေးဟိုဘက်ကနေပြီးပီဇာယူလာတယ်လေပီဇာကဘာပီဇာလဲဆိုတော့ဆယ်မွန်ပီဇာဆယ်မွန်နဲ့လုပ်ထားတာအယောင်မြင်တာနဲ့ကိုစားကျင်လာတာဒီဝက်နံရိုးဘဲကင်ပူပူနုံနုံလေးနဲ့မှုေးနေရပဲ
မူးရီဝါပစုံဒီနေ့ကတော့အစုံပဲဟော့ပေါ်ရေးလဲထည့်တယ်กินလဲกินတယ်ဒါကပစုံကြော်စကြပါအောင်ရှင်အော်ကောင်းလဲမှာခဲ့တယ်กินนี่ဒီဘက်ကဘေကွန်နဲ့မှုနဲ့กินထားတာဒါကဝတ်တုံးကေကင်ထားတာလေးရလေတော်တော်လေးအဆင်ပြေတယ်ဒါကြတော့ beef steak ဒီမှာကင်ထားတာဒါရနူးနေရတယ်ဆုံးရအနေနဲ့မှုန်းနေရတယ်အဲ့တော့ package က5မျိုးရှိရဲဆိုတော့အဲ့ package 5မျိုးရဲ့ဈေးနှုန်းတွေနဲ့ဘာကြီးကွာခြားချက်ရှိလဲဆိုတာလင်းပြပြပေးမယ်အခုလင်းစားတဲ့ package ဆိုရှင်တော့ hot pot lava package ပေါ့နော် hot pot ကြိုက်တဲ့သူတွေအတွက်ဒီထဲမှာအခုလင်းရွတ်တယ်လို့ပဲအသားတွေရောပြီးလို့ရှိရင် seafood တွေလည်းပါတယ်ဒါကကြတော့ဈေးလေးက8000ခွဲပေါ့နော်တခြား side dish ရွေးချယ်စရာက menu 300လောက်ရှိတယ်ပြီးလို့ရှိရင်သူကတောက်စရာကလည်းအကုန် free အဲ့တော့ salmon lava package ကကြတော့ salmon မှာလုံးဝ special စားကျင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်သူက Norway salmon ကိုစိတ်ကြိုက်စားလို့ရတယ်ဒါရဲ့အပြင်ကပဲအခုလင်းစားထိုင်လည်းအကုန်ပါတယ် menu ပေါင်း side dish ဆိုလဲ300ကျော်ပေါ့နော်ဒါပေမဲ့သူကကြတော့ဗာလဲဆိုတော့ salmon တစ်ခုပို့သွားတာ salmon ကဒါပေမဲ့သူကတော့ဒီခင်းကျင်းထားတယ်မှာတော့မပါဘူးပေါ့နော်လင်းတော့မှားပြီးပြီဆိုလို့ရှိရင်waiter တွေကိုချက်ပေါ့နော်စားကျင်တယ်ဆိုပြီးတော့မှားလိုက်လို့ရှိရင်သူတို့ကကိုယ်တိုင်လောက်ပြီးတော့စပွဲဝိုင်းကိုအရောက်လာပို့ပေးတာအဲ့လိုမျိုးသူ့ရဲ့ဈေးလေးကကြတော့တသိန်းနောက်ထပ် package တစ်ခုကကြတော့ one star lava package ပေါ့အဲ့ဒါကတော့သူကကမာကြိုက်တယ်ဆိုတဲ့လူတွေအတွက်ကိုလုံးဝရွေးချယ်တဲ့ package သူ့ရဲ့ဈေးလေးကကြတော့3,400အဲ့ထဲမှာဆိုရင်လင်းကူစားတယ်လို့မျိုးလဲပါမယ်ပြီးရင်သူကကြတော့ Norway salmon လဲကြိုက်တဲ့လောက်စားပြီးလို့ရှိရင်ကမာလဲကြိုက်တဲ့လောက်စားပေါ့နော်အဲ့ package လေးရှိရလောလောဆယ်လင်းဒီလာစားတဲ့နေ့မှာကြတော့သူကဒီမှာလောလောဆယ်ကမာပစ္စည်းပြတ်နေရလို့သိရရပေါ့နော်အဲ့တခုရှိတယ်နောက်တစ်ခုကကြတော့ဒီမှာရှိသမျှအကုန်ပေါ့နော်ဘာပဲဖြစ်ဖြစ်lobster ရောဘာအကုန်လုံးစားကြတယ်ဆိုလို့ရှိရင်เนาะ luxury seafood lava package ကိုရွေးအဲ့ဒါကြတော့ salmon လဲစားလို့ရတယ် lobster လဲစားလို့ရတယ်ကမာလဲစားလို့ရအကုန်အစုံစားလို့ရတယ်သူ့ရဲ့ဈေးလေးကကြတော့သူက3,900စားသုံးရလဲ2နာရီခွဲပဲပြီးလို့ရှိရင် side dish တွေကလည်းဒါအမျိုးပေါင်း300ကျော်တိုနဲ့လွင်ဆိုရင်ကွာဒီ site မှာရှိသမျှဘာမှကိုရှောင်စရာမလိုဘဲနဲ့အကုန်စားလို့ရတာအဲ့ package ကကြတော့ luxury seafood lava package ပါနောက်တစ်ခုကတော့ hot pot မစားချင်ဘူးဒါပေမဲ့ bite ဝါလဲစားချင်တယ်အဝါလဲတောက်ချင်တယ်ဆိုရင်တော့ international dining buffet package ကိုရွေးသူ့ရဲ့ဈေးလေးက6000ခွဲသူက menu ပေါင်း200ကျော်ကိုအချိန်2နာရီခွဲအတွင်းကိုပဲကြိုက်တဲ့လောက်သာစားနောက်တစ်ခုကဘာလဲဆိုတော့beverage မှာဆိုလဲတော့ buffet ပေါ့နော်ဘီယာလားဆိုဂျူလားဝိုင်းလားဝီစကီလားကြိုက်တဲ့လောက်သာတောက်2နာရီခွဲတွင်ရောအဲ့ဒါကြတော့ hot pot မပါဘူးပေါ့နော်ဈေးနှုန်းလေးက6000ခွဲအဲ့လေးဆိုမိုက်တယ်တကယ်ချင်းအေးစိတ်ထိုင်ပြောရင်းနဲ့တယောက်6000ခွဲနေပေါ့နော်ဘိုက်ဝါလည်းစားလို့ရတယ်ဘဝလည်းတောက်လို့ရတယ်ဒီမှာလေအသားတွေကတော်တော်လေးကိုမှလက်လက်ဆက်ဆက်ရှိတာပင်လယ်စာတွေရောနောက်ပြီးတော့ဒီ hot pot lava package မှာဆိုလို့ရှင်လဲပင်လယ်စာကလည်းတော်တော်လေးကိုစုံတာကြိုက်တဲ့လောက်စား salmon မပါဘူးပေါ့နော်ကိုကခုနပြောသလိုပဲ salmon ကြိုက်တယ်ဆိုတော့ salmon ကို package ကိုတက်ယူအဲကြောင့်လင်းကတော့ဒီနေ့ပင်လယ်စာအသားတွေထက်ကိုပဲပင်လယ်စာတွေကိုပို့ပြီးတော့များများလေးထည့်လာတာအဲ့တော့ hot pot ဆိုင်ရောက်လို့ရှင်လင်းအစမှာပြောခဲ့တယ်လို့ပဲစိုက်မှာခင်းကျင်းထားတဲ့ဟာအကုန်လုံးကိုစားပစ်လာဆိုတာလေလင်းအခုတောင်မှယူလာလေဘယ်လောက်မှမရှိသေးဘူးဟိုမှာထပ်ပြီးတော့စားမယ်ဆိုရင်ရွေးချယ်စရာကြီးထပ်ပြီးအများကြီးပဲဒါတော့မှလင်းတော်တော်ဖြိုရမှာပေါ့နော်မွေးနေရပဲအနံ့လေးကစားကြပါအောင်ရှင်ဒါတော့ hot pot ပြုတ်ထားတဲ့ပစုံပေါ့ဘယ်တော့တော်တော်လေးကိုလက်တာချိုးနေရပဲအရေးရလေလင်းကမာလာအဆက်ကိုမှအထုံမကြိုက်တာဆိုတော့အထုံလျှော့ခိုင်းထားတယ်ပြီးတော့အဆက်ကတော့ပုံမှန်ပဲအဲ့တော့ကအရေးရွေးပြီးလို့ရှိလို့ရှိရင်လည်းကိုကြိုက်တဲ့အရာသားလေးပေါ့နော်ပြောပြီးတော့လောက်ခိုင်းလို့ရတယ်နောက်တော့ဒီမှာအချို့အဆက်တုံးရဲအဲ့လိုအပြင်ကိုနောက်ထပ်ရှိသေးတာပါလဲဆိုတော့ကြက်မဆိုင်ပေါ့နော်ကြက်မဆိုင်အရေးလေးရှိတယ်ဟင်းရ6မျိုးဆိုကိုကြိုက်တဲ့တရားရွေးချယ်လို့ရတယ်ဆယ်မွန်9ကောင်မကြည့်အောင်အသားတွေပဲအရင်ကောင်းတယ်အဲ့တော့ hot pot ကိုမှလက်လက်ဆက်ဆက်နဲ့ပင်လယ်စာစုံစုံပြီးအသားတွေကိုလည်း premium ဆန်ဆန်ပေါ့နော် premium ဆန်နဲ့အသားတွေအကောင်လုံးကိုစိတ်ကြိုက်ဘိုက်ဝစားကျင်တယ်ဆိုလို့ရှိရင်တော့ seafood city ကိုစားဖို့တက်ကိုလင်းကလမ်းညွှန်ပေးတာပါဒီ blog လေးကတော့လင်းကတော့ဆက်ပြီးတော့စားလိုက်ပါအောင်မယ်ရှင်ဒီနေ့ blog လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်လို့လည်းအားလုံးကျေးဇူးတင်ပါတယ်